ကပန်နဲ့ပတ်သက်ပြီးပြောစရာအကြောင်းလေးရှိတယ်ပေါ့နော်။ဘာလို့အကြောင်းလေးရှိလဲဆိုတော့ Joshua ဘန်ကအခုဆိုကျွန်တော် Bernardo ဘာနဲ့ Manakap ပွဲစဉ်နဲ့ရှိတယ်ပေါ့နော်။ဒီကျွန်တော်တို့တနင်္ဂနွေပေါ့ပေါ့ဒီဘန်စာပြီးတော့ဒါနောက်ဆုံးချိန်လို့ပြောရတယ်။ Bernardo ဘာတော့ကျွန်တော်တို့Joshua ဘန်ကိုပေးမထိုးခဲ့ဘူးမထိုးခဲ့ရင်ပေါ့နော်။ကျွန်တော်တို့ Joshua ဘန်နဲ့ကပန်ရလာမှာမဟုတ်ဘူးနော်။လေးစားထိုက်တဲ့ fighter ထဲမှာလည်းပါတယ်။ငကိုရီးယားသူသုံးချင်းမှာပြောတဲ့ Joshua ဘန်နိုင်ပေါ့နော်။သူပြောခဲ့တယ်ပေါ့နော်။အင်စာတစ်ခေါက်ကြီးရတယ်ပြောခဲ့တယ်။ဒါမှဒီဒါကိုရအောင်လုပ်ပေးလိုက်တာကတော့ကျွန်တော်ဘန်နရူပါရဲ့ဘယ်လိုစီမလဲကျွန်တော်မာနကက်ပေါ့နော်။မာနကက်တော့တန်ရပြဿနာမရှိခဲ့ကျွန်တော်တို့ Joshua ဘန်ခုလောက်ဆိုရင်မရတော့ဘူးပေါ့နော်။ကပတ်တော့ရဖို့ဆိုတော့ဝေးအောင်ဝေးသေးတယ်။ဘာဖြစ်လို့ဆိုတော့ဘန်နရူပါအိမ်မှာပွဲခဲ့ရတော့ကျွန်တော်ညင်းလို့ရတယ်ကွာ။သူ့အစ်စ်နဲ့ Joshua ဘန်အစ်စ်နဲ့အကွာကြီးဖြစ်နေဘူးကွာ။နော်အဲ့မျိုးဖြစ်နေ private မှာအဲ့လောက်ကွာရင်ဖြစ်တယ်တော့ तू ကမငြင်းဘူးစိတ်ထားပြစင်းနေပဲထိုးပေးတယ်ဘန်နဲ့ထိုးပေးတယ်ဆိုတော့ဘန်လေးနိုင်အောင်ရှိပါတယ်ဗောနော်မှန်တယ်ဗောမနမရရှိအောင်ဒီကောင်ကံမာနကတ်လည်းတန်ရပြဿနာကြောင့်ဒီနေ့ပဲမာနကတ်ကဘာလေးထူးထူးခြားခြားရေးလာခဲ့တယ်ဆိုပြီးတော့လူတိုင်းသိမယ်လို့ထင်ကြတယ်ဗောနော်ဘယ်လိုရေးလာခဲ့တယ်ဆိုရင်ဗောနော်ဘယ်လိုရေးရဆိုရင်Joshua ဘန်ကပတ်နဲ့အောင်ပွဲခံတဲ့ပတ်တရားတွေပတ်သက်ပြီးကိစ္စတွေဗောနော်အောင်ပွဲခံတော့ Joshua ဘန်တက်သွားတယ်ဗောနော်တက်သွားတော့ဒီမှာလက်ဖက်ကျိုးတော့အဲ့ဒီမမေးပဲတက်သွားဗောလူငယ်ဆိုတော့ဒါထင်တဲ့အတိုင်းဗောနော်မာနကဘယ်လိုပြောလူငယ်ပဲဖြစ်မှာဗောနော်အောင်ပွဲခံမှလေသူနဲ့ထိုက်တန်တယ်သူအောင်ပွဲခံမှာဗောနော်အဲ့လိုမျိုးပုံစံနဲ့သူပြောတယ်လုံးဝချီကျူးထိုက်တယ်ဒါချန်ပီယံတယောက်ပါပဲဗောနော်အဲ့လိုမျိုးပြောကြခဲ့တာလေးတွေ့ရတယ်လုံးဝသူအသက်အရွယ်24နှစ်အသက်အရွယ်နဲ့ဒီလိုမျိုးလွတ်ပြနိုင်တယ်တော်တော်ကောင်းတဲ့ fighter ပဲလူငယ် fighter ဗောနော် fighter ပြီးမှမာနက fighter ပြီးမှလုံးဝလုံး respect ရှိတဲ့ fighter တမျိုးဗောနော်အဲ့လိုမျိုးပြောကြတယ်တွေ့ရတယ်ဗောနော်ဒါလို့ဆိုJoshua ဘန်အဲ့ဒီမှာငင်းခုန်ကိစ္စကျွန်တော်လည်းခဏခဏပြောလို့စားဗောနော်တိရအဲ့မှာ Joshua ဘန်အောင်ပွဲခံခဏလို့သူပြေးစင်းလာတယ်ပြေးစင်းပြီးတော့ပန်းလို့ကြအောင်နှစ်သိပ်ပေးတယ်ဗောနော်နှစ်သိပ်ပေးတာကြောင့်ပရိသတ်တွေမြင်ခဲ့တာလည်းရှိတယ်ဗောနော်အဲ့ဒါတွေသူကဒါတွေမကြည့်ဘူးချို့ကလောင်ကြီးသမားတွေဗောနော်ဒီ UFC fighter တွေဖွဲ့စည်းကြတာတခုပေါ့နော်နောက်ပြီးတော့Joshua ဘန်တပြောသေးတယ်ဒေနာဝိုင် sorry ဒါဒေနာဝိုင်ပြောဒါပြောစရာမလိုဒါမင်းဖြစ်တိုက်တဲ့ဥစ္စာအရာတခုမင်းလုံနိုင်ခဲ့တာဒါမင်းတဲ့ချန်ငယ်ဘက်ကြီးရတတောက်စကမင်းကဘက်မင်းနဲ့ထိုက်တယ်ပေါ့နော်ဒါအဓိကကျွန်တော်ပြောမှကောင်းတာလေးကတော့ဘာမှမဟုတ်ဘန်နရူပါရဲ့ကျွန်တော်မာနကက်ပွဲလေးအားပေးကြပါဦးเนาะကျွန်တော်မြန်မာဘက်ကပတ်ကိုလောက်ခဲ့ပြီးရပေါ့เนาะကျွန်တော် USA တမိုင်းတစ်ခေတ်မှာရှစ်တောင်အာရှမှာထွန်းပေါဒုတိယစရင်ဝင်ပေါ့เนาะမြန်မာဆိုပြီးဂုံပုတ်တဲ့အနေနဲ့လောက်ပြနိုင်ခဲ့တဲ့ Joshua ဘန်ဝဲလောက်ပြီးခဲ့တဲ့ဘန်နရူပါမာနကက်အားပေးကြပါဦးပေါ့เนาะကျွန်တော်ဒါ2025ဒါနောက်ဆုံးပေါ့เนาะကျွန်တော်တို့ပါတဲ့ ESP နဲ့လက်သွယ်ဖြုတ်ပြီးရပြီပေါ့เนาะလက်သွယ်ဖြုတ်စာချုပ်နဲ့ပြီးသွားပြီဆိုတော့2026သွားရမယ်ဆိုတော့ဒါနောက်ဆုံးပွဲအနေနဲ့ကျင်းပခြင်းဖြစ်ပါတယ်ကျွန်တော်ကဘန်နရူပါနဲ့မာနကက်ပြုပွဲရှိတယ်ဆိုရင်နှစ်ယောက်ပွဲချိပေါ့เนาะကျွန်တော်တို့မွေဖန်နှစ်ယောက်ချစ်တာကိုကျွန်တော်တို့လုပ်ပြီးခဲ့တယ်ပေါ့เนาะမြန်မာသမိုင်းတည်ထွင်ခဲ့ပြီးတယ်ဆိုတော့ကျေးဇူးတင်ပါတယ်အားလုံးဘိုင်ကျွန်တော်မော်ဝေးပါနောက်လည်းတင်ထူလာရရှိပြန်မျှဝေပေးမှာပါဘိုင်